ကုမ္ပဏီဥက္ကဋ္ဌကြီးဖြစ်တဲ့အဘိုးဟာသူ့ရဲ့ယာရုကုန်ချိန်ကိုရှို့ဝှက်ပြီးကုမ္ပဏီစီကိုအခြေအနေလာရောက်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့လက်လေကားထဲမှာလူဦးရေပြည့်ညက်နေတဲ့အချိန်နေရာလိုပြီးအတင်းတိုးဝင်လာတဲ့အကျင့်မကောင်းတဲ့စူပါဗိုက်ဆာမျိုးသမီးဟာသူမရဲ့ယာရုအာဏာကိုအလွဲသုံးစားလုပ်ပြီးအဘိုးကိုနောက်တက်လေကားနဲ့ပဲသွားပါတော့ဆိုပြီးမောင်းထုတ်ခဲ့ပါတယ်။သူမဒီလောက်ထိမောင်းမာတိုင်းဆိုင်နေတာကိုမြင်တော့အလောက်လာလျှောက်တဲ့မိန်းကလေးတဦးကချက်ချင်းရှစ်ထွက်ပြီးအဘိုးကိုတောင်းပန်ဖို့စူပါဗိုက်ဆာကိုတောင်းဆိုလိုက်တာပေါ့။ဒါပေမဲ့စူပါဗိုက်ဆာမကတော့သူမဟာအထွေထွေမန်နေဂျာနဲ့အထူးပတ်သက်မှုရှိကြောင်းကြွားသူညပြောဆိုခဲ့ပါတယ်။ဘေးနာကဝန်ထမ်းတွေကလည်းဒီမိန်းကလေးဟာကုမ္ပဏီကိုအတက်ရောက်လာတာဖြစ်ရမယ်ဆိုပြီးဝိုင်းဝန်းလောင်ပြောင်ကြတာပေါ့။မိန်းကလေးပြန်ပြီးမချေးပတ်နိုင်ခင်မှာတင်သူတို့ဟာတက်လေကားတကားကိုပိတ်ပြီးထွက်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့အဘိုးဟာကျင်နာတက်တဲ့ဒီမိန်းကလေးကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။မိန်းကလေးဟာအလုပ်အင်တာဗျူးဖြေဖို့လာတာမှန်းသိရတဲ့အခါအဘိုးကသူမအလုပ်တေချာပေါက်ရလိမ့်မယ်လို့အားပေးစကားပြ။ဩခဲ့တာပေါ့။ဒါပေမဲ့အဘိုးကိုမသိခဲ့တာကတော့သူ့အရှိကမိန်းကလေးဟာတကယ်တော့သူ့မြေးဖြစ်သူရဲ့ဇနီးဖြစ်နေတာပဲဖြစ်ပါတယ်။အမှန်တော့လွန်ခဲ့တဲ့တစ်နှစ်ကမြေးဖြစ်သူဟာမိသားစုပိုင်ကုမ္ပဏီကိုစတင်လွှဲပြောင်းယူချိန်မှာအဘိုးဖြစ်သူရဲ့အိမ်အောင်ပြုဖို့အတင်းကျပ်ဖိအားပေးခြင်းကိုခံခဲ့ရပါတယ်။ဒါကြောင့်သူဟာအကျိုးဆောင်လက်ထောက်ကိုသူ့အတွက်အယောင်ဆောင်လက်ထပ်ပေးမဲ့အမျိုးသမီးတို့ရှာခိုင်းလိုက်တာပေါ့။အခြားတစ်ဖက်မှာလည်းမိန်းကလေးဟာပိုက်ဆံဒေါ်လာ1 သိန်းရဖို့အတွက်လူကြီးချင်းစစ်ဆက်ပေးထားတဲ့သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေခဲ့တာပါ။ဒါပေမဲ့လန်ခီမှာမိန်းကလေးရဲ့ကားဘရိတ်ပေါက်သွားပြီးအမျိုးသားရဲ့ကားကိုမတော်တဆဝင်တိုက်မိပါတော့တယ်။အဲ့ဒီအချိန်မှာအမျိုးသားကလည်းဒီမိန်းကလေးဟာသူ့လက်ထောက်စီစဉ်ပေးလိုက်တဲ့အယောင်ဆောင်လက်ထပ်မဲ့အမျိုးသမီးလို့မှားယွင်းထင်မှတ်သွားခဲ့ပါတယ်။ဒါကြောင့်သူဟာမိန်းကလေးကိုအတင်းဆွဲခေါ်ပြီးအိမ်အောင်ရေးဖို့ဌာနမှာလက်ထပ်စာချုပ်သွားချုပ်လိုက်ကြတာပေါ့။မိန်းကလေးဘက်ကလည်းလက်ထပ်ဖို့သွားနေတာချင်းတူနေတဲ့အတွက်ဘာမှမတင်ကာဖြစ်မနေခဲ့ပါဘူး။လက်ထပ်ပြီးတာနဲ့အမျိုးသားဟာအယောင်ဆောင်လက်ထပ်ခဖြစ်ဒေါ်လာ1 သန်းထည့်ထားတဲ့ဘဏ်ကတ်ကိုမိန်းကလေးစီပေးခဲ့ပါတယ်ပြီးတော့သူဟာနိုင်ငံခြားမှာပညာတော်သင်တစ်နှစ်သွားတက်ရမှာမို့လို့ပြန်လာတဲ့အခါကျမှကွာရှင်းပြဆက်ရေးစာချုပ်ကိုအတူတူလာရှင်းမယ်လို့ပြောခဲ့ပါတယ်။မိန်းကလေးဘာမှပြန်မပြောနိုင်ခင်မှာတင်အမျိုးသားဟာချက်ချင်းထွက်ခွာသွားခဲ့တာပေါ့။မကြခင်မှာပဲတစ်နှစ်တာအချိန်ကာလကုန်ဆုံးသွားခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲမိန်းကလေးဟာအဲ့ဒီမျိုးသားရဲ့ကုမ္ပဏီကနေအင်တာဗျူးဖြေဖို့ဖိတ်ခေါ်စာကိုလက်ခံရရှိခဲ့ပါတယ်။ညမ်းကြာမီမှာပဲအမျိုးသားရဲ့အဘိုးဖြစ်သူဟာမြေးဖြစ်သူရဲ့ရုံးခန်းစီရောက်လာခဲ့ပြီးစောစောကတက်လေကားထဲမှာကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုပြောပြခဲ့ပါတယ်။တခြားမဟုတ်ပဲလိမ္မာတဲ့မိန်းကလေးတယောက်ကသူ့ကိုကူညီခဲ့တဲ့အကြောင်းပေါ့။မိန်းကလေးရဲ့အမိကိုကြားလိုက်ရတဲ့အခါအမျိုးသားဟာအတော်လေးရင်းနှီးနေတယ်လို့ခံစားလိုက်ရပေမဲ့ဘယ်သူမှန်းတည်ကြအားကြမမိခဲ့ပါဘူး။အဲ့ဒီအချိန်မှာမိန်းကလေးဟာအင်တာဗျူးဖြေမဲ့နေရာကိုရောက်ရှိနေခဲ့ပါပြီ။ဒါပေမဲ့မမျှော်လင့်ပဲအင်တာဗျူးမေးမဲ့သူဟာစောစောကတက်လေကားတွေကစူပါဗိုက်ဆာမှာဖြစ်နေတာကိုအဲဝါစွာတွေ့လိုက်ရပါတယ်။မိန်းကလေးအနေနဲ့သူမကိုယ်သူမမိတ်တောင်ဆက်ရသေးခင်မှာတင်စူပါဗိုက်ဆာမကမိန်းကလေးကိုအင်တာဗျူးချရှုံးသွားပြီဖြစ်ကြောင်းမောက်မာစွာကြေညာလိုက်ပါတော့တယ်။ဒီလိုကိုချင်းတရားပြပြတဲ့စူပါဗိုက်ဆာမှာရှိတဲ့ကုမ္ပဏီမှာအလုပ်လုပ်ရတာမတန်ဘူးလို့တွေးမိပြီးမိန်းကလေးဟာမထီမဲ့မြင်မူရာနဲ့အပြင်ကိုလှည့်ထွက်လာခဲ့ပါတယ်။မိန်းကလေးအပြင်ဘက်ကိုခြေလန်းလန်းလိုက်ယုံရှိသေးတစ်နှစ်ပတ်လုံးတစ်ခါမှမတွေ့ခဲ့ရတဲ့သူမရဲ့ခင်ပွန်းဖြစ်သူနဲ့တိုက်တိုက်ဆိုင်ဆိုင်ပြင်မှာမျက်နှာချင်းဆိုင်တိုးပါတော့တယ်။သူတို့နှစ်ယောက်အချင်းချင်းမမိသွားကြလိမ့်မယ်လို့ထင်ပါသလားဗျာ။